တိုင်းမှုတွေလဲအသက်ကြီးမှအထူထောင်းခံရရတယ်ကြားတယ်ဗျဆိုတော့နောက်တစ်ခုက PDF တွေဟာတရုတ်တံငွေပိုင်လိုင်းတစ်လျှောက်ကိုထိန်းချုပ်ပြီလားဆိုတဲ့လောက်ဆောင်ချက်တချို့ကျွန်တော်တို့တွေ့လိုက်ရတယ်ဒီသုံးခုကိုကျွန်တော်ဆက်ဆက်ပြောပြမှာဖြစ်ပါတယ်ခိုင်နေဝေတဲ့ဟာဒီမနက်မှာတော်တော်ကိုအုပ်အော်တောင်းတင်းထွက်ပေါ်လာပါတယ်ဒါဟာဖက်စစ်နဲ့စစ်ရှုံးနေတဲ့အခြေအနေတွေကိုဖုံးလွှမ်းခြင်းလို့လားသူ့ဟာသူကလိန်ကြပြီးမျက်နှာဖုံးကွာကြတာလားလို့ပြောလို့မရပါနဲ့မနေ့ကညထိဖြစ်နေတဲ့ထိုးစစ်တော်လန်ထိုးစစ်မှာအရေးကြီးတဲ့ဒေတာနှစ်ခုနဲ့နေရာနှစ်ခုပါပါတယ်ပထမတစ်ခုကတောင်ငူရန်ကုန်မန္တလေးအမြန်လမ်းနဲ့9မိုင်အကွာကအခြေအနေနောက်တစ်ခုကမြင်းညံခရိုင်အထူးစစ်စင်ရေးရဲ့သိမ်းယူထားတဲ့တပြိုင်နက်ထိုးစစ်ဆင်တဲ့နေရာတွေကိုလေ့လာကြည့်တဲ့အခါမှာနထိုးကြီးမြို့နယ်က gas pipeline นี่မြို့မှာ yes gas ဆိုတဲ့ကိစ္စတစ်ခုရေတောင်တာ gas pipeline ဆိုတာရေတွေ့ရတယ်။ကျန်တဲ့တိန်းတဲ့နေရာတွေကတော့6နေရာ8နေရာလောက်ရှိခရိုင်တရင်10ခုနဲ့ဗျူဟာမြောက်တိန်းပိုက်မှုညကကျွန်တော်တင်ပြပြီးဖြစ်တယ်။ဆိုတော့ဒီသတင်းတွေကိုဖုံးလွှမ်းဖို့ခိုင်နှင်းဝေကိုဆွဲထုတ်ပြီးထိုးကျွေးလိုက်တာလားဆိုတာမျိုးကိုလည်းကျွန်တော်တို့တစ်ဖက်ကနေတတိချက်ထားဖို့လိုတယ်။သို့ပေမဲ့မျက်နှာဖုံးကွာကြတဲ့ခိုင်နှင်းဝေအကြောင်းလေးခိုင်နှင်းဝေတော့လောင်နေပြီဆိုတဲ့အကြောင်းလေးစပြောကြရအောင်ဒီကနေ့မနက်မှာပို့တကူတက်လာပါတယ်နိုင်ငံကျော်မင်းသမီးခိုင်နှင်းဝေရေကိုချင်းစာတရားလေးထားပြီးပါလားဒီပတ်စံတွေအလကားရတဲ့ပတ်စံတွေမဟုတ်ဘူး300ကျော်မှားလွဲမိလို့ပြန်ပေးပါလို့တောင်းတာကိုတော့ကလိန်မကြပါနဲ့မိလား9ရက်နေ့ကကုန်တယ်စီကိုအထက်ဘူး29,500လွှဲရမှာမဟုတ်လို့လွှဲလိုက်ပါဒါပေမဲ့ခိုင်နှင်းဝေရဲ့ foundation account တွေကိုမှားလွှဲမိပါတယ်အဲ့တော့လွှဲပြီးချင်းမှာခိုင်နှင်းဝေရဲ့ပရဟိတယုံကြီးကိုတွားပြီးတော့အတိပေးပြီးမှားလွှဲမိတဲ့အကြောင်းကြပါတယ်ခိုင်နှင်းဝေကတော့ဖလန်းထပြီးပျော်ပွဲရောက်နေတယ်လို့ဆိုပါတယ်နောက်4-5ရက်ကြာမှရောက်မယ်ဆိုတော့ဖုန်းဆက်လို့မရဘူးလားဒါပါတော့အဲ့တော့အဲ့ဒီမှာ ban statement တွေတွားယူဘာညာပေါ့ဗျာ4-5ရက်ထပ်စောင့်ပါတယ်ဆောင်ကိုင်းနဲ့ရက်ပြီလို့ဖုံးခေါ်တဲ့အခါကျတော့လေတောင်တကုံကထောက်ခံချက်သွားယူတဲ့တောင်တကုံမြို့နယ်ရုံးကလည်းသူနဲ့မဆိုင်ဘူးတဲ့ဗော်လီဘောတွေပုတ်ကြတာပေါ့ဗျာအဲ့တော့ည9နာရီမှာတော့တဲ့ခိုင်နေဝေရဲ့မန်နေဂျာနာမည်ကန်တူဖုန်းဆက်ပါတယ်တဲ့သူပြောတာကမာလွယ်မိလို့တနာရီအတွင်းသွားပြောတယ်ကျမတို့ငွေကိုအဲ့ဒီတနာရီအတွင်းမှာလူလိုက်ပါတယ်လို့ပြောပါတယ်ဟာတနာရီအတွင်းနေလူနေကြတာများခိုင်နှင်းဝေကလိန်ကြနေပြီလားဒါပေမဲ့အလူငွေလက်ခံလဲသူတို့မှမရှိသူတို့ဘယ်ကိုလူလိုက်လဲမသိပါဘူးတဲ့ဗျာကျမတို့ကဘသူနာမည်နဲ့လူတာလဲမေးလိုက်တော့သူတို့က3,000ချီဝင်နေတာတဲ့အချိန်ကြီးတပြင်းကြီးအကုတ်လူတယ်တဲ့3,000ချီဝင်နေတာလို့ပြောတဲ့ခိုင်နှင်းဝေရဲ့မန်နေဂျာဆိုတဲ့ကောင်တခါတည်းမေးမယ်ဗမာပြည်ကအဲ့လောက်ချမ်းသာနေလားမနေ့တနေ့ကထိချမ်းရီဖနက်ဆက်ရုံမှာတနေ့12,000ရဖို့တပိတ်မောက်နေရတယ်12,000နော်စံတပီ8,500စံချမ်းတပီ9,000 6,000အချိန်မှာသမင်းကျော်နဲ့ကြက်ဥနဲ့စားရင်9,000 6,000 4,000ကျနေတဲ့အချိန်မှာ12,000တနေ့လောက်ခသားကရဖို့ငါတို့တိုင်းပြည်ရန်ကုန်မြို့ရဲ့လှိုင်တာယာမှာဆန္ဒပြတောင်းနေရတဲ့အချိန်မှာမင်းတို့စီကို3,000ချီဝင်နေတယ်ဆိုတော့ကငွေမဲတွေခွာကြပြီးငွေဒုတွေနဲ့လူနေတာလို့ပဲခိုင်နှင်းဝေပရာဟိတာဖောင်ဒေးရှင်းကိုယူဆစရာဖြစ်လာတယ်အဲ့တော့ဆိုတော့လှူလိုက်ပြီနေပြည်တော်ကိုလည်းလူတဲ့ပတ်စံကိစ္စအစစ်စစ်တင်ပေးရမယ်ပတ်စံ330ကဒီလောက်အဆင့်ထိလောက်ရမယ်လို့ကျွန်မမသိခဲ့ဘူးပတ်စံမှားလွဲလို့မရှိမယ်ဒီတွားလှူတဲ့အမျိုးသမီးနာမည်တော့မပြောတော့ပါဘူးငွေဝင်နှုန်းကဘသူစီကဝင်လာမှမစစ်ဆေးပဲပြန်ထွက်ကမှနေပြည်တော်ဤစရင်တင်ရတယ်လေလား